吧，ကျွန်တော်ကတော့တော်လိုင်းရဲဘော်တယောက်ဖြစ်ပါတယ်ကျွန်တော်ကိုဆွဲပါကျွန်တော်ဒီအခုပြောတဲ့စကားကတော့ကျွန်တော်တော်လိုင်းရဲဘော်တယောက်လူငယ်တယောက်နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ရဲ့ခံစားချက်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်ဘယ်ဖွဲ့စည်းမှကိုစားမပြုပါဘူးခင်ဗျကျွန်တော်ရဲ့ခံစားချက်တစ်ခုတည်းကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီနွေဦးတော်လန်ရေးအကြောင်းပဲကျွန်တော်တို့ပြောတာပေါ့နော်ကျွန်တော်တို့ကနွေဦးတော်လန်ရေးမှာပေါက်ဖွာလာတဲ့သူတွေဖြစ်တော့အဲ့တော့ကျွန်တော်တို့နွေဦးတော်လန်ရေးဖြစ်လာရခြင်းအကြောင်းရင်းကကျွန်တော်တို့ဒီရွေးချယ်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဒီနော်ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့အစိုးရကိုဒီစစ်ကောင်စီကအာဏာသိမ်းတယ်အာဏာသိမ်းပြီးကျွန်တော်တို့ကိုအကြမ်းဖက်နှိမ်နင်းတာနေပြီးတော့မှကျွန်တော်တို့ဒီနွေဦးတော်လန်ရေးကဖြစ်လာတယ်လို့အချင်းချုပ်ပြောလို့ရတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီရွေးကောက်ခံဆိုတဲ့legitimate ဖြစ်တဲ့ကျွန်တော်တို့ UNG အစိုးရရှိတယ်ပေါ့နော်အဲ့ဒီကနေလွတ်တော်လဲကျွန်တော်တို့မှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီစကားကိုဘာကြောင့်ပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်လိုင်းရေးသွားနေတာဒီကျွန်တော်တို့မှာဒီစစ်ကောင်စီရဲ့အစိုးရတရက်ကိုအစားထိုးနိုင်တော့သူမဟုတ်ကျွန်တော်တို့ဒီလူထုတင်မြောက်တဲ့အစိုးရရှိသောဆိုတဲ့ပုံရိပ်ကတော်လိုင်းရေးမှာမဖြစ်မနေလိုအပ်တဲ့ပုံရိပ်တစ်ခုလို့ကျွန်တော်မြင်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီအခုကျွန်တော်တို့မှာဆိုကျွန်တော်တို့တော်လိုင်းရေးလောက်တာလွတ်လွတ်စပယ်လောက်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မှာခိုင်မာတဲ့ဆိုရတွေရှိတယ်အဲ့တော့ဌာနဆိုင်ရာအားနည်းချက်တွေရှိတာဟုတ်ပါတယ်ကျွန်တော်တို့ဌာနဆိုင်ရာအားနည်းချက်တွေကိုပြည်သူလူထုလည်းထောက်ပြဝေဖန်ကြတယ်ကျွန်တော်တို့လည်းထောက်ပြဝေဖန်တယ်ဌာနဆိုင်ရာအားနည်းချက်တွေရှိလို့ဆိုပြီးတော့မှဒီရွေးကောက်ထားတဲ့ခိုင်မာတဲ့ရလက်ကြီးတစ်ခုဒီရွေးကောက်တင်မြှောက်ထားတဲ့မဲပေးရွေးချယ်ထားတဲ့လူထုရဲ့စံနာနဲ့အတည်ပြုထားတယ်ဆိုတဲ့ဒီခိုင်မာတဲ့legitimate ဖြစ်တဲ့ဟာကြီးကိုတော့ပယ်ဖြတ်ပြီးတော့နောက်ထပ်ဒီတော်လိုင်းရေးကာလအစိုးရတွေဘာတွေကတော့ကျွန်တော်စံနာအနေနဲ့တိတ်အလိုမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးကအဲ့လောက်မလွယ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဘာဖြစ်လို့လဲကျွန်တော်တို့ဒီလူထုရွေးချယ်တင်မြှောက်ထားတယ်ကျွန်တော်တို့မဲပေးရွေးချယ်ထားတယ်အစိုးရဖွဲ့ထားတယ်လွှတ်တော်ရှိတယ်နော်ဒီလိုခိုင်ခိုင်မာမာရှိရတော့မှကျွန်တော်တို့နိုင်ငံတကာမှာတိုးပေါက်ဖို့မလွယ်တဲ့ဟာကိုကြားနေပြီးတော့မှအစိုးရတရက်လောက်ခွင့်မရှိဘူးလို့မပြောဘူးเนาะလှုပ်လာတယ် UNG ကိုဖျက်သိမ်းမှုပြောတယ်ဒါကျွန်တော်တို့ဖျက်သိမ်းလို့မရအောင်ကျွန်တော်တို့ရွေးကောက်ထားတာပေါ့နော်ဘာကြောင့်ကျွန်တော်ဒီစကားကိုပြောရလဲဆိုကျွန်တော်လွန်ခဲ့တဲ့8လလောက်ကဒီ Mrs. ပြန်ဟီလီဦးဆောင်တော့ဆက်အမ်ပေါ့နော်အဖွဲ့နဲ့ကျွန်တော်တို့တွေ့ဖြစ်တယ်ပေါ့နော်တွေ့ရတဲ့အကြောင်းရင်းကတော့လူငယ်တယောက်ကိုတွေ့တဲ့သဘောပါပဲဘယ်အဖွဲ့စည်းဘယ်သူမှကိုစားမပြုတ်ပါဘူးအဲ့တော့တွေ့တော့ဆက်အဖွဲ့နဲ့ကျွန်တော်တို့ဘာကြောင့်တော်လိုင်းရေးလောက်တာလဲတော်လိုင်းရေးရည်ရွယ်ချက်ကပါတယ်မင်းတို့မှာခိုင်မာတဲ့မူဝါဒရှိလားသူတို့ဘက်ကအဲ့လိုမျိုးမေးတာပေါ့နော်မေးတော့သူတို့ကဘာမေးလဲဆိုတော့မင်းတို့ဒီမြန်မာပြည်မှာပေါ့နော်ဒီတဘူတမင်းတွေဖြစ်နေကြရတယ်ပေါ့နော်တဘူတမင်းတွေဖြစ်နေကြတယ်တိုင်းသားတွေကလည်းအားလုံးနိုင်ငံခွဲထွက်ဖို့ဆိုတဲ့သဘောတရားတွေလုံနေတာလုံဆောင်နေတာကိုယ်ပိုင်အုပ်ချုပ်ရေးတွေတည်ထောင်နေတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကုလသမဂ္ဂကနေပြီးတော့မှဒီပြည်တော်စုပြိုကွဲသွားမှာကိုစိုးရိမ်တဲ့သဘောတရားရှိတယ်ဒီတရုတ်ရဲ့ရုရှားရဲ့စကားဆရဲ့ဒီပြည်တော်စုမပြိုကွဲရေးဆိုတဲ့မူဝါဒပေါ်မှာပေါ့နော်သူတို့ဒီလိုကွန်းတက်ကောင်းကောင်းနေရေးပြီးတော့မှ UNICEF ဒီ UNHCR ပေါ့နော်ကုလသမဂ္ဂကိုပို့တာပေါ့နော်ကုလသမဂ္ဂကိုပို့တယ်ပေါ့အဲ့တော့သူတို့အနေနဲ့ကတော့မင်းတို့မှာခိုင်မာတဲ့နိုင်ငံရေးရည်ရွယ်ချက်ရှိလို့လားပေါ့အခုကတော့ဒီကုလသမဂ္ဂဘက်ကတော့ဒီလိုမျိုးကိစ္စတွေကိုစိုးရိမ်မှုရှိတယ်ပေါ့မင်းတို့တော်လိုင်းလူငယ်တယောက်အနေနဲ့ဘယ်လိုမြင်လဲပေါ့အဲ့တော့ကျွန်တော်သိသလောက်ကျွန်တော်တွေးမိသလောက်လေးကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒါဘယ်သူမှကိုစားဘူးပြောတာမဟုတ်ဘူးကျွန်တော်တွေးမိသလောက်အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်တို့နောက်ဆုံးအင်္ဂလိပ်ရှိကနေလွတ်လပ်ရေးယူတဲ့အခါမှာကျွန်တော်တို့ပင်လုံစာချုပ်ဆိုတဲ့နိုင်ငံရေးကြော်ရိုးရှိတယ်အဲ့ဒီကနေမှပြည်တွင်းငြိမ်းချမ်းရေးနော်ပြည်ထောင်စုတိုးတက်ရေးကိုပေါ်ဆောင်မယ်ဆိုပြီးတော့မှလူထုအစိုးရဒီ NLD ပါတီဥဆောင်တော်လူထုအစိုးရတက်လာတဲ့အချိန်မှာ21ပင်လုံဆိုပြီးတော့မှအသက်သွင်းပြီးတော့မှဒီပင်လုံရဲ့စမ်းသစ်တဲ့ပင်လုံရဲ့ပုံစံပေါ့နော်21ရာစုပင်လုံပုံစံကိုပြန်လုပ်ပြီးတော့မှဒါပြည်တွင်းစစ်ငြိမ်းဖို့ရယ်ပြည်ထောင်စုတိုးတက်ရေးရယ်ကိုဒီနိုင်ငံရေးဥဆောင်အဖွဲ့တွေကလှုပ်ခဲကြတယ်လို့ကျွန်တော်လည်းဖ
ဖတ်မှတ်ဘူးတော့ဗောနော်ဖတ်မှတ်ဘူးတာလေးကျွန်တော်ဒါမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့ຫນွေဦးဒေါ်လာရေးမှာလဲကျွန်တော်တို့လူထုတင်မြောက်ထားတဲ့အစိုးရရှိတယ်ပြီးလို့ရှိရင်လူထုတင်မြောက်ထားတဲ့အစိုးရအဖွဲ့အစည်းထားတဲ့ဟိုဗာလဲလွှတ်တော်ရှိတယ်ဗောနော်အဲ့လိုမျိုးခိုင်ခိုင်မာမာရှိတယ်အဲ့တော့ကျွန်တော်တို့ပြည်ထောင်စုပြိုကွဲခြင်းอ่ะဟိုဘယ်တော့မှဖြစ်လာဖို့အလားအလာမရှိဘူးဗောနော်ကျွန်တော်တို့တော်လန်ရေးဒီစိတ်ခံစားချက်ကြောင့်ထားလို့တဲ့ပောက်ကရတော်လန်ရေးမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်တို့ပြောပြတယ်ဗောနော်သူတို့ကနေပြီးတော့မှဟိုဒါလူငယ်တွေရဲ့ခံစားချက်ကတော့ဒီလိုရှိပါတယ်ဗောနော်ကျွန်တော်ကပြောပြတာပါကျွန်တော်တို့တော်လိုင်းလောက်ရခြင်းဒီကျွန်တော်တို့မှာရေကောက်တင်မြောက်ထားတဲ့အစိုးရရဲ့လွှတ်တော်ရှိတယ်အဲ့ကနေပြန်ဖွဲ့စည်းထားတဲ့အစိုးရရှိတယ်ဗောနော်အဲ့ပြီးလို့ရှိရင်အဲ့ဒီအတိုင်းကျွန်တော်တို့သွားနေတယ်ဌာနဆိုင်ရာအားနည်းချက်တွေရှိတယ်ဒါကိုလည်းကျွန်တော်တို့အနေနဲ့လည်းထောက်ပြနေတာတွေလည်းရှိတယ်လူထုအနေနဲ့ထောက်ပြနေတာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုပုံစံသွားတယ်ဗောနော်အဲ့တော့ကျွန်တော်ဟိုတွေးမိတာကျွန်တော်ဒီလိုပြောလိုက်တယ်ဗောပြောလိုက်တဲ့အချိန်မှာကျွန်တော်တွေးမိတာကတော့ကျွန်တော်တို့တော်လန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်းဒီဌာနဆိုင်ရာအားနည်းချက်တွေရှိခဲ့ရင်စနစ်တကျထောက်ပြဝေဖန်ပြုပြင်ပြောင်းလဲဖို့လုပ်တင်တယ်ပေါ့နော်လက်ရှိမှာတာဝန်ယူထားတဲ့သူတွေကလည်းဒါကိုလုပ်တင်တယ်ပေါ့နော်ပြောပြချင်တာကကျွန်တော်တို့လူငယ်တွေထိခိုက်မှုတွေရှိလာတဲ့အခါမှာတော်လန်ရေးကိုဟိုတဘိုးတမင်းသွားပြီးတော့မှမူဝါဒဘုံဝါဒမရှိဘဲနဲ့စိတ်ခံစားချက်ကြောင့်တော်လန်တဲ့လူမျိုးစုလူမျိုးရေးကြောင့်ပုံကန်တယ်ဆိုတဲ့ပုံစံမျိုးတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့စနစ်တစ်ခုကိုအတူတကွတိဆောက်ချင်တယ်ဆိုတဲ့ဆန္ဒလေးရှိရင်အရင်ကောင်းပါပဲလို့ကျွန်တော်လူငယ်တယောက်အနေနဲ့ကျွန်တော်တွေးမိတာလေးတွေကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့နိုင်ငံတကာအခင်းချင်းကကျွန်တော်တို့တော့မလို့အဖူးလို့ပြောကောင်းပြောနိုင်တယ်ပေါ့နော်နိုင်ငံတကာအခင်းချင်းကကျွန်တော်တို့တော့မလို့အဖူးဆိုရင်စစ်ကောင်စီလဲနိုင်ငံတကာအခင်းချင်းမှာlegitimate ဖြစ်ဖို့စူးစမ်းမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်เนาะအဲ့တော့နိုင်ငံတကာအခင်းကျင်းကကျွန်တော်တို့အတွက်လိုအပ်တယ်အဲ့တော့နောက်ဆုံးကျွန်တော်တို့ပြောရရင်တော့နိုင်ငံတွေစုပေါင်းပြီးတော့ဆုံးဖြတ်နိုင်တာကတော့ကုလသမဂ္ဂဖြစ်တယ်ကုလသမဂ္ဂမှာလည်းကျွန်တော်တို့ဒီအမြင်တွေမြင်နေတယ်ဆိုတာမကောင်းအဲ့တော့ကျွန်တော်တို့ UNG အနေနဲ့လည်းဒီအရက်သားလက်နက်ကင်တွေပေါ့နော်ဟိုအရက်သားလက်နက်ကင်တွေကနေပြီးတော့လှုပ်ချင်တိုင်းလုပ်နေတာတွေကိုလည်းထိန်းချောင်းနိုင်ဖို့ဌာနဆိုင်ရာအားနည်းချက်တွေကိုပြုပြင်ဖို့ဖို့လူငယ်တယောက်အနေနဲ့လည်းဟိုတောင်းဆိုပါတယ်ဗောနော်ကျွန်တော်ဒီစကားတွေကဘသူ့မှကိုစားမပြူဘူးဘယ်ဖွဲ့မှကိုစားမပြူဘူးတော်လန်ရဲဘော်တယောက်ပြည်သူတယောက်အနေနဲ့ပြောတာဖြစ်ပါတယ်ဗောနော်